မင်္ဂလာပါညီတို့ကျွန်တော်တို့ဒီနေ့မှာပေါ့နော်ကြာမီပြည့်ဆွဲကြည့်အောင်ပေါ့နော်စပိန်နဲ့ဆော်ရီအာရေးဗီးယားပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးမယ်ညီတို့တွေအတွက်ဒီပွဲစဉ်လေးမှာပေါ့နော်ဒီပွဲစဉ်လေးကည7:00နာရီခွဲမှာကစားမှာဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီစပိန်အနေနဲ့ကပေါ့နော်3လုံးကို50ပေါင်းဆိုပြီးတော့ဖွင့်လှစ်ထားတယ်6ပေါင်းမှာတော့3လုံးကိုအရှုံးဆိုပြီးတော့ဖွင့်လှစ်ထားတွေ့ရတယ်ပေါ့နော်ဒီ3လုံးမှာဘော်လီဆေးတန်းမှာကျတော့3လုံးကို3လုံးရောက်ရင်50ပဲစားမယ်ပေါ့နော်ကိုပေါင်းမှာကျ3လုံးကိုရှုံးနဲ့ပြန်ထောက်ထားတယ်။ဒီနေ့မှာပေါ့နော်စပိန်အနေနဲ့ကဟိုပါပေါ့သူတို့အုပ်စုမှာ4သိန်းလုံးပေါ့နော်စပိန်အပါဝင်4သိန်းလုံးသူတို့အုပ်စုမှာတမတ်စီရထားကြတယ်ပေါ့နော်။ဒီ sorry အနေနဲ့ကဥရုဂွေကိုဟိုပါပေါ့တရေစော့နိုင်ပြီးတော့ဟိုပါပေါ့နော်ခန့်စစ်ပိုင်းကျစ်လက်မှုကိုအကောင်းဆုံးနဲ့ပြသခဲ့ပေါ့နော်။ဥရုဂွေစီကနေတရေတမတ်ရယူထားတယ်။ဒီစပိန်အနေနဲ့ကလည်းဒီကိတ်ပါတီကိုဂိုးမသွင်းနိုင်ပဲနဲ့တရေကြထားတယ်ဗျာနော်ဒါကြောင့်ဒီပေါ့နော်စပိန်ရဲ့တိုက်စစ်တွေဟာဒီနေ့မှာပဲဟောပေါ့နော်ပောက်ကွဲလာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့လည်းဒီပွဲစဉ်မှာဒီပေါ့နော်စပိန်ရဲ့တိုက်စစ်ဟာဖီအားတွေများနေလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိတ်ပါတီနဲ့ပွဲတော့ကဂိုးပေါက်တွေပျောက်ခဲ့ကြရပေါ့နော်ညာမဲတို့အုပ်စုဂိုးပေါက်တွေပျောက်ခဲ့တဲ့အနေအထားမှာဒီပွဲလည်းသူတို့ဂိုးသွင်းနိုင်မှရမယ်ဆိုတော့ဒီအနေအထားတစ်ခုဒါတို့စိတ်ထဲမှာရှိနေလိမ့်မယ်ဒီတော့ကြောင့်မလို့ဒီပေါ့နော်စပိန်ရဲ့တိုက်စစ်မှာတော့ဖိအားတွေများနေမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒီလိုအနေထားမှာဗျာဒီအုပ်စုအတွက်အမှတ်ကသိအရေးကြီးလာတယ်ပေါ့နော်၄သိန်းလုံးကလည်းတမတ်စီကိုစီရထားကြတယ်ဒီ၄သိန်းလုံးတမတ်စီရထားတဲ့အနေထားကြောင့်ဒီ၄သိန်းလုံးမှာပေါ့နော်မျောလင်းချက်ဆိုတာကိုစီရှိနေကြတယ်ဗျာနော်ဒီလိုမျိုးပေါ့နော်စပိန်အနေနဲ့ဒီပေါ့နော်ဒီနေ့ပွဲမှာရာမှတ်လိုတယ်ဂိုးတွေပြတ်ဖို့လည်းလိုတယ်တစ်ဖက်က sorry အနေနဲ့ကလည်းဒီပေါ့နော်မျောလင်းချက်ရှိနေတာကြောင့်ဟိုပေါ့ဥရုဂွေးနဲ့ပွဲစဉ်ကထက်ခန့်စစ်ကိုဒီစပိန်နဲ့ပွဲမှာပို့ပြီးကျစ်လက်မှုပို့ပြီးတော့ရှိစေလိမ့်မယ်ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဒီစပိန်နဲ့ပွဲမှာပို့ပြီးတော့ဒီပေါ့ဥရုဂွေးပွဲနဲ့ပွဲကထက်ဒီပေါ့နော်ခန့်စစ်ပိုင်းကိုကျစ်လက်ဆိုတာကစားလာလိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်သူ့အနေနဲ့ကလည်းတရေတမတ်ရထားတယ်နောက်ဘက်ဒီစပိန်လောက်မကြက်တော့ဘူး sorry အနေနဲ့ဒီတော့ကြောင့်မလို့ဒီစပိန်ကိုတော့သူတို့အနေနဲ့ပေါ့နော်ဖွင့်တိုက်လာမယ်လို့ကျွန်တော်မမြင်ဘူးခန့်စစ်ကိုပဲခန့်စစ်နဲ့ပဲအကောင်းဆုံးရှင်ပြိုင်ကစားလာလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီပေါ့နော်ဒီပေါ့နော်အဆင်ချင်းလဲကွာတယ်ဒီစပိန်နဲ့ဆော်ဒီကအဆင်ချင်းလဲကွာတယ်လူစရင်ပိုင်းကလည်းကွာတယ်ပေါ့နော်အကွာကြီးကွာနေတယ်ဒါပေမဲ့ဒီအမိနိုင်ငံပေါ်ပေးဆက်ကစားခြင်းတော့စိတ်သက်ပိုင်းဆိုင်ရာဒီပေါ့နော်ဒီကမ္ဘာဖလားမှာပေါ့နော်ဒီပေါ့အမိနိုင်ငံတို့ပေးဆက်ကစားနေတဲ့အချိန်မှာဒီအသင်းငယ်လေးတွေကပို့ပြီးတော့ပေးဆက်နေသလားလို့ပေါ့နော်ကျွန်တော်ဒီပွဲစဉ်တွေကြည့်တဲ့အခါကျွန်တော်တို့အဲ့လိုမျိုးမြင်တွေ့ရတယ်ဒီစပိန်တို့ပေါ်တူဂီတို့အနေနဲ့ပေါ့ရော့ကြီးတွေဖြစ်နေတယ်ပေါ့နော်အသင်းငယ်လေးတွေအနေနဲ့ကဒီကစားသမားတိုင်းတဦးချင်းစီရဲ့ပေါ့နော်ဆရာထက်သန်မှုတွေနိုင်လို့ချင်းစိတ်တွေပေါ့နော်နိုင်ငံပေါ်ပေးဆက်ခြင်းတွေကဒီအသင်းငယ်လေးတွေကပို့ပြီးတော့ပြင်းပြမှုရှိတယ်ပေါ့နော်အဲ့လိုအနေထားမှာပေါ့နော်ဒီပေါ့သုံးလုံးကိုတဝက်ပဲပျော်ရွှင်ခွင့်ရထားတဲ့စပိန်အနေနဲ့စပိန်ရဲ့ဖွင့်လှစ်မှုကကြမ်းပေမဲ့ပေါ့နော်ဒီပေါ့တစ်ဖက်ကမျောလင်းချက်ရှိနေတဲ့ပေါ့နော် sorry အနေနဲ့ကလည်းဒီသူ့အနေနဲ့ကဂိုးတွေအများကြီးပြတ်ခံမှာတော့မဟုတ်ဘူးကျွန်တော်ဒီတော့ကြောင့်မလို့ဒီပွဲစဉ်လေးကိုကြားမီးပြေးဆွဲမယ်လို့ပြောတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီပေါ့နော်အောက်ဆောင်ရွေးမှာဖြစ်လို့ပေါ့ဒီပွဲစဉ်လေးကိုကျွန်တော်ဒီ sorry body sorry ကိုပေါင်းအောက်ဆိုပြီးတော့ညီကိုတွေအတွက်ရွေးချယ်ပေးပါတယ်အကြိုက်တွင်ညီကိုတွေအနေနဲ့ like စားနိုင်ပါတယ်အကြိုက်မတူတဲ့ညီကိုတွေကဘက်ကန်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အောက်ဆောင်ပဲကြိုက်တယ်စပိန်တို့အနေနဲ့က2-1အဲ့လိုမျိုးနဲ့နိုင်လို့ရတယ်သူ3မှတ်ရမယ်နောက်ထပ်အရင်တော့ရထားတဲ့တမန်နဲ့ဆိုသူ4မှတ်ရမယ်ဗျာနောက်ထပ်တစ်ပွဲလဲသူနိုင်မယ်ဗျာပိုကီရှိနေသေးရဆိုတော့ကျွန်တော်တို့ရမယ်ပေါ့နော်ဒီတော့ကြောင့်မလို့စပိန်တို့ပေါ်တူဂီတို့အနေနဲ့ကအဖွင့်ပွဲတွေမှာပိုကီအကြိုက်ကစားပေးထားတယ်ဒီနေ့ပွဲစဉ်မှာလည်းဒီပေါ့နော်လိုက်လို့ရတယ်စပိန်ကတမတ်ထက်ရထားတယ်ဒီဖွင့်လင်းမှုရတဲ့ကျန်းနေတယ်ပေါ့နော်အရင်ပွဲတုန်းကလည်းဂိုးပေါက်တွေပျောက်ထားတယ်ပေါ့နော်ဒီပွဲတော့တိတ်လိုက်မယ်ဆိုတဲ့အနေအထားမျိုးကိုရိုက်သွင်းထားတယ်ကျွန်တော်အနေနဲ့ကျွန်တော်ကတော့ဘယ်လိုပြောရမလဲမယုံဘူးစပိန်နိုင်တောင်2-1အဲ့လောက်ပဲလို့ကျွန်တော်မြင်တယ်ဒီတော့ကြောင့်မလို့ကျွန်တော်အောက်ဆုံးနေနဲ့ဆော်ရီယာအေးဗီးယားဘော်ရီဆော်ရီယာအေးဗီးယားကိုပေါင်းအောက်ဖြစ်ရွေးချယ်ပေးပါတယ်ညီကိုတို့တိတ်ကန် channel လေးကို join နေတဲ့ညီကိုတွေကကျွန်တော်ဒီမှာ
ပုံလေးထဲမှာကျွန်တော်ပြထားရတယ်တိတ်ကန်ရဲ့စပ်ဖားဆိုတဲ့နေရာလေးကိုရှာလိုက်ပါအမအေးငတိုး2021ဆိုရိုက်ချလိုက်ပါကျွန်တော်ရဲ့ Andy Sport ဆိုတဲ့တိတ်ကန် channel လေးတွေ့ပါလိမ့်မယ်ကျွန်တော်အဲ့မှာ record လေးနဲ့တွားပေးနေတယ်ကျွန်တော်အခုဆိုရင်ကမ္ဘာဖလား10ရက်မှာကျွန်တော်ဟိုပါပေါ့2ရက်ပဲရှုံးနေတယ်ရှုံးတဲ့2ရက်ကကျွန်တော်ပြားစားလေးတွေပဲဖြစ်တယ်တရက်က50ပြား50ရှုံးတယ်ပေါ့နော်တရက်က25ပြားပဲရှုံးတယ်ပေါ့နော်အဲ့လိုနေထားလေးပဲရှိတယ်နိုင်တဲ့ရက်တွေကကျွန်တော်တို့2ပွဲall win နေနဲ့နိုင်ထားတယ်ကျွန်တော် free saver နဲ့ record လေးနဲ့ပေါ့နော်ဒီကမ္ဘာဖလားပြီးတဲ့ဒီ record လေးနဲ့သွားမယ်ကမ္ဘာဖလားပြီးတဲ့အချိန်မှာကျွန်တော်တို့အကျိုးမြတ်ဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော် record လေးနဲ့ပြန်ချပြမှာဒီတော့ကြောင့်မလို့ညီကိုလေးအနေနဲ့ကျွန်တော်ရဲ့ channel လေးကို join ကျင်နေဆိုရင်အမငတ်တိုး2021လို့ရိုက်ချပြီးတော့ဝင်ရောက်လာ join နိုင်ပါတယ်ခင်ဗျာခွန်လက်ပါခင်ဗျာ